ဒါကတော့ ARD တိုင်းဒေတာကြီးဒနုယူအပိုင်ပေါ့နော်ဒနုယူအပိုင်သူကဂျားကြတာပေါ့ဟိုဘက်ဆိုလို့ရှိရင်ဟင်္ဒရာအပိုင်ဒီဘက်ဆိုလို့ရှိရင်တော့ဒနုယူပိုင်ပေါ့ဒါပေမဲ့ဒနုယူပိုင်လေးကိုကြာသွားတယ်ဆိုတော့ရှားခဲထောက်ရှားခဲပေါ့နော်ထောက်ရှားခဲဆိုရင်ရှားခဲလို့ရယ်စာတင်တိုက်လေစုကြီးပါလေစုကြီးပါရယ်စာတင်တိုက်ဒီတော့တာရောစာတင်တိုက်ကြီးပါနော်အဲ့ဒီမှာကျွန်တော်ကလက်ရှိရောက်နေတယ်လက်ရှိရောက်နေတဲ့ဆိုတော့အဆောင်တစ်ထပ်ပြီးစောက်တဲ့ချိန်မှာဒီစင်ပြီးစာပြီးလာဆင်းတယ်နော်စာပြီးလာဆင်းတယ်စာပြီးလာဆင်းနေမှာဒီဆုံးရကြွကျောင်းတိုက်ကကျောင်းတိုက်ကတော်တော်လေးပေါ့နော်ဟုတ်ကဲ့ဆုံးရကြွတာကိုမတရားအဲ့တန်းဆုံးမဲ့လို့ memory ကြီးကမလောက်ဘူးဟုတ်လို့ရအောင်မြန်နော်တန်းတော့အဲ့ဒါတော့မှဒါကျောင်းကတန်းကအကုန်မုတ်သေးဘူးအကုန်မုတ်သေးတချို့ကားတွေနဲ့အခြားနေရာခွဲပြီးတော့ဆော့သွားခဏလေးလည်းရှိတယ်နော်ဟုတ်ကဲ့ကြွတာကြီးရှိတယ်ဒါတော့လက်ရှိ